ယနေ့သာသနာတော်နှစ်2580ပြည့်နှစ်မြန်မာဩဟာကောစာတက္ကရာ1388ခုကဆုံလပြည့်ကျော်9ရက်နေ့ခရစ်နှစ်2026ခုမေလ9ရက်နေ့မန္တလေးတိုင်းဒေသကြီးစင်ကိုင်းစုဇနရနာဖြိုးဝေကျောင်းတိုက်စာကြစာသင်တန်တော်ရှင်မြတ်တို့အားနေစွမ်းလူတော်ကိုစက္ကလူတန်းကြတဲ့ကောင်းမှုရှင်များကမန္တလေးမြို့ဇော်မြန်မှာကားပစ္စည်းဆိုင်မိသားစုများဖြစ်ကြတဲ့ဦးသိန်းစောဒေါ်ရမင်းဦးမိသားစုတို့ကဒေါ်ရမင်းဦးဤ49နှစ်ပြည့်မွေးနေ့မင်္ဂလာကိုအကြောင်းပြု၍အသက်ရှိစွာအနာမေရေးရံဘေးကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်စေဖို့ရာဆွမ်းလူတော်ကိုလာရောက်စက္ကလူတန်းကြတာဖြစ်ပါတယ်ယခုအခါကောင်းမှုတိုးပွား၍ချမ်းသာတိုးပွားစေဖို့ရာတရဏဂုံ3ပါးနဲ့5ပါးသီလခံယူဆောက်တည်ပြီးတော့ကောင်းမှုအလှူတော်များကိုရေစက်သွန်းချအမြတ်တမ်းပေးဝေကြမည်ဖြစ်ပါသောကြောင့်ဩကာသကရောကျုပ်ကိုညီညာစွာရွတ်ဆိုပြီးတော့ကရောကြတရားအမြတ်ဆုံးယရနာတရားအမြတ်ဆုံးယရနာတန်ခါအမြတ်ဆုံးယရနာဟုဆိုသောယရနာတော်မြတ်သုံးပါးအပေါင်းတို့အားယုသေးမြတ်တို့လက်ဆုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျော့ကြောကြရသောကောင်းမှုကုသိုလ်ကံစေရနာတန်ခါတော်ရှင်မြတ်အပ165ပါးတို့အားနေစွမ်းအထုတော်ကိုစက္ကန့်တူတရသောကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းစုကောင်းမှုမင်္ဂလာကုသိုလ်ကအဖျားဖျားတို့ကြောင့်49နှစ်ပြည့်မွေးနေ့ရှင်ဒေါ်ရမင်းဦးနှင့်တကွမိသားစုဝင်များရောက်ရှိလာကြသောဓမ္မမိတ်ဆွေများအားလုံးဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာကြအသက်ရှိကြချမ်းသာကြစီးပွားဥစ္စာများတိုးတက်ပြည့်စုံကြ၍ချမ်းချမ်းသာသာနေထိုင်နိုင်ကြပြီးလျင်ချမ်းသာစေချမ်းသာမှောင်မြတ်နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေအဟံဗန္တေဣတရဏေနတဟပိစတိလံဓမ္မံယာစာမိနုဂဟံကတဝါတိလံဒေထမေပန္တေဒုတိယံပိတတိယံပိအဟံဗန္တေဣတရဏေနတဟပိစတိလံဓမ္မံယာစာမိနုဂဟံကတဝါတိလံဒေထမေပန္တေယမဟာဝဒာမိတံဝတေထနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံ
Gissami Dutiyampi Dhammam Dharanam Gissami Dutiyampi Dhammam Dharanam Gissami Tatiyampi Buddham Dharanam Gissami Tatiyampi Dhammam Dharanam Gissami Tatiyampi Dhammam Dharanam Gissami Dharana Gamanam Paripurnam Banadi Bada Viramani Dekhabram Dhamadiyami Adena Dana Viramani Dekhabram Dhamadiyami Kame Dume Sasara Viramani Dekhabram Dhamadiyami Mudawada Viramani Dekhabram Dhamadiyami Duramidya Misa Pamara Thana Viramani Dekhabram Dhamadiyami Idame Dilam Nivanata Visayo Hodu Alom Tattawade Eyan Kinya Base Sesiya Kinya Base Kosiya Kinya Base Kosai Nepsha Chanda Swapshin Mimiro Khana Wongo Lueku Swa Samyat Nain Base Yene Swa Alurogo Laya Saka Luranya Gondo Somyama Tapis Isa Midazu Myane Dagwa Komidazu Doi Swa Aluro Puedo Yaushiwe Laja Dure Eyan Kinya Base Seiya Kinya Base Kosiya Kinya Base Kosai Nepsha Chanda Swapshin Mimiro Khana Wongo Lueku Swa Samyat Nain Base Yene Swa Alurogo Laya Saka Lurando Leze Konipye Moine Shin Doyame Une Midazu Wemya Yaushi Laja Dumya Alom Eyan Kinya Base Seiya Kinya Base Kosiya Kinya Base Kosai Nepsha Chanda Swapshin Mimiro Khana Wongo Lueku Swa Samyat Nain Base Appamade Na Tamadetha Yene Swan Ludogo Laya Saka Ludando Leza Kone Pye Mwene Shin Doyame Une Midazu Wemya Yaushi Laja Do Dhamma Mishwemya Alom Bheya Kimbo Chanda Bo Siaro Tangara Shemya Doma Metta Bo Sudang Bema Phitပါတယ်ဆရာတော်တန်ဃာတော်ရှင်မြတ်တို့ရဲ့မေတ္တာကိုခံယူရရှိကြ၍ဘေးရန်ကင်းကြယောဂကင်းကြအသက်ရှိကြအကျမ်းမာကြချမ်းသာကြစီးပွားဥစ္စာများတိုးတက်ပြည့်စုံကြ၍ချမ်းချမ်းသာသာနေထိုင်နိုင်ကြချမ်းချမ်းသာသာသာသနာပြုနိုင်ကြပြီးလျင်ချမ်းသာစေချမ်းသာမှမြတ်နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေဆရာတော်ရှင်မြတ်တို့ဘုရားဘဝတုတ္တဗမင်္ဂလာ၃ဂါထာတပိတိယော2ဂါထာရွပွားလို့
မေတ္တာဖို့ဆုတောင်းပေးတော်မူကြပါဗျာဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာတုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာတုခိဘဝန္တုတေသဗ္ဗိတိယဝိဝေသန္တုသောကောရကောဝိနတတုမာတေဘွန်တွန်တရာယသုခိတိကာယုကောဘဝအဘိဝါဒနာတိလိတ္တနေသဥဒ္ဒပဇာယိနောသတ္တရောဓမ္မဝတ္တန္တုအာယုဝန္နောဒုက္ခံဗလံဣမိနာပုညကံမေနဣတုသံဃာတော်ရှင်မြတ်တို့ယူပွားတရစေအပ်သောဘေးရန်ကင်းကြောင့်ချမ်းသာကြောင့်ပရိတရားတော်မြတ်တို့ကိုနာကြားကြည်ညိုရသောဘာဝနာမြတ်အကောင်းမှုကံကုသိုလ်ကံစေရနာသံဃာတော်ရှင်မြတ်165ပါးတို့အားနေစွမ်းလူတော်နှင့်တကွာလူတန်းဘွယ်ရာတို့ကိုဆက်ကလူတန်းရသောကောင်းမှုကုသိုလ်ကံစေရနာတရဏဂုံ3ပါးနှင့်တကွာ5ပါးသီလကိုကျင့်သုံးခံယူစောင့်တည်ရသောကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းစုကောင်းမှုမင်္ဂလာကုသိုလ်ကံဖြာဖြာတို့ကြောင့်49နှစ်ပြည့်မွေးနေ့ရှင်တဲ့တကွာမိသားစုဝင်များရောက်ရှိလာကြသောဓမ္မမိတ်ဆွေအလုံးတို့မှာဘေးရန်ကင်းကွာချမ်းသာကြပါစေကုန်သတည်းသဗ္ဗမင်္ဂလာနှင့်လုံးစုံသောမင်္ဂလာပေါင်းတို့သည်လည်းဘဝတုဘဝန္တုကောင်းစွာမတွေ့ဖြစ်ကြပါစေကုန်သတည်းသမ္မာဒေဝသာသနာနှင့်ကဘာယေမြေစောင့်ရှောက်ကနေကြကုန်သောနတ်မြတ်နတ်ကောင်းနာပေါင်းတို့ကလည်းပဲနုရခန္တုအန္တရာယ်ကင်းပြောက်ချမ်းသာရအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ရဲ့တကူတော်ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနတရားတော်မြတ်တို့ရဲ့တကူတော်ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနသံဃာတော်ရှင်မြတ်တို့ရဲ့တကူတော်ကြောင့်၎င်းဒုက္ခေကိုယ်စိတ်နှပြကြည်သာအေးမြချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုတနေ့တခြားချမ်းသာခြင်းတို့ဖြင့်တိုးပွားနိုင်ဖြစ်ပွားနိုင်ကြပါစေကုန်သတည်းယနေ့သာသနာတော်နှစ်2580ပြည့်နှစ်မြန်မာဟောဟာကောဇာတက္ကရာ1388ခုနှစ်ကစုံသားပြည့်ကျော်9ရက်နေ့ခရစ်နှစ်2026ခုမေလ9ရက်နေ့မင်္ဂလာရှိ၍ကောင်းမြတ်သောချိန်ခါကာလသမယ၌မန္တလေးမြို့ဦးသိန်းစောတော်ရမင်းဦးဇော်မြန်မာကပ္ပစ္စည်းဆိုင်မိသားစုတို့ကတော်ရမင်းဦးဤ49နှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့ဆွမ်းလူတော်နဲ့တကွာလူတန်းဘွယ်ရာတို့ကိုလာရောက်ဆက်ကလူတန်းကြပါတယ်ဆွမ်းလူတော်နဲ့တကွာလူတန်းဘွယ်ရာတို့ကိုလာရောက်ပြီးတော့ကိုယ်တိုင်ကိုယ်ကြဆက်ကလူတန်းကြတဲ့ဆွမ်းတကဆွမ်းအမတို့အားဓမ္မဘုဟုတုတ္တဖြစ်စေဖို့ရာမွေးနေ့လက်ဆောင်ဓမ္မလက်ဆောင်အနေနဲ့ဈေးယုံကြီးပမာသာသနာဆိုတဲ့ခေါင်းစဉ်နဲ့တရားဟောပြီးတော့မွေးနေ့လက်ဆောင်ပြုပါမယ်ဓမ္မလက်ဆောင်ပြုပါမယ်ဇော်မြန်မာကပ္ပစ္စည်းဆိုင်မှာတော့ကပ္ပစ္စည်းအမျိုးမျိုးရမှာပေါ့အဲ့အလားတူပဲကျွတ်တို့မြတ်စွာဘုရားသာသနာတော်မှာလည်းပဲဈေးယုံကြီးနဲ့တူတယ်ဆိုတဲ့စကားလုံးသုံးပြီးတော့အဲ့ဒါတရားတွေပြခဲ့တရားတွေဟောခဲ့လမ်းညွှန်ခဲ့ကြတဲ့အစဉ်လာတွေရှိတယ်ဘယ်တော့လဲဆိုလို့ရှိရင်တော့အခုအနေနဲ့ပြောမယ်ဆိုရင်တော့တူရကီနိုင်ငံရှေးတုန်းကတူရကီနိုင်ငံမှာယောနကတိုင်းလို့ခေါ်တယ်အဲ့ဒီယောနကတိုင်းမှာဂရိနိုင်ငံလို့လည်းသူတို့ကယောနကတိုင်းထဲမှာထပ်ပြီးတော့ခေါ်တယ်အဲ့ဒီဂရိနိုင်ငံမှာနန်းဆိုင်တဲ့ဘုရင်ကမိလိန်ကမင်းတဲ့အရန်တကိုးကြီးတယ်နာမည်လည်းကြီးတယ်ပညာလည်းတတ်တယ်ပညာဘယ်လောက်တောင်တတ်တော့ဆိုတဲ့အခါကျတော့
မေလိုမြန်လုံးလို့ဘုန်းကြီးတွေတောင်မှအဲ့ဒီဂရိနိုင်ငံမှာမနေရကြတော့ဘူးလေသူလိုချင်တဲ့အမေတွေသူလိုချင်တဲ့အဖြေတွေကိုကတိကတ္တမေတော့ဘုန်းကြီးတွေကစိတ်ညစ်ပြီးဒီပြီးရောကွာအမေတွေမင်းလုံးပါလေဝေးရသွားရကောင်းပါလေကွာဆိုပြီးတော့ဘုန်းကြီးတွေကဝေးတဲ့နိုင်ငံတော့သွားကုန်ကြတဲ့မေလိုမြန်လုံးလို့တကယ်တော့ဗာလဲဆိုလို့ရှိရင်သူကပညာကိုလိုလားသူပညာကိုအရန်လိုလားတဲ့ဘယင်ပဲဘယင်ဖြစ်ပြီးတော့တိုင်းရပြည်ရမင်းရတယ်မကပဲနဲ့သာသနာရေးကိုလည်းအရန်စိတ်ဝင်စားပြီးတော့အသိဉာဏ်ပညာကိုရှေ့တန်းတင်တဲ့ဘယင်ဖြစ်တယ်ဂရိနိုင်ငံမှာပို့ဆိုးခဲ့တဲ့ဘယင်ပေါ့အခုတော့အဲ့ဒီနိုင်ငံကတူရကီနိုင်ငံဖြစ်သွားတာလို့ပြောတယ်တူရကီနိုင်ငံဆိုတော့အခုတော့မွတ်စလင်နိုင်ငံဖြစ်သွားတာပေါ့ရှေ့တုန်းကဗုဒ္ဓဘာသာအရန်ထုံးကားခဲ့တဲ့နေရာတွေအခုအစ္စလာမစ်နိုင်ငံတွေအဲ့ဒီမေးလိန်တာမင်းကြီးကမေးလွန်မြန်လွန်းတော့အမေအမြန်းတွေထူးတော့ယဟန်တွေကမနေရကြတော့ဂရိနိုင်ငံအခုတူရကီနိုင်ငံမှာသာသနာအခြေအနေရင်းရိုင်လာခဲ့တယ်ရိမ့်ရိုင်လာခဲ့တယ်ဒါနဲ့အဲ့ဒီအကျိုးကြောင့်တည်တဲ့ယဟန်တစ်ပါးကအရှင်နာဂတေတာဖြစ်သေးပါဘူးဒီလိုရင်တော့ငါသွားပြီးတော့တရားတွေပြပြီးတော့အဲ့ဒါဆုံးမအောင်ပါပဲဆိုပြီးတော့သူကလည်းမိတ်လင်တာမင်းတဲ့အစွမ်းထက်တဲ့ပညာလက်နဲ့ကင်ပြီးတော့အဲ့ဒီတူရကီနိုင်ငံပေါ့ခုအနေနဲ့ပြောမယ်ရှေ့တုန်းကဂရိနိုင်ငံကိုသူကြွပြီးတော့အဲ့ဒီမေလွန်မြန်လုံးပါတယ်ဆိုတော့မိလင်နာမင်းကိုရဲရင်ဆိုင်ပြီးတော့မွေးကျင်တာမေးစမ်းကွာဆိုပြီးတော့အဲ့ဒီ question welcome လုပ်တယ်စိတ်ခေါ်တယ်မေးတယ်မေးရမြန်တဲ့မေကွန်တော်တော်များပု္ပ္ပာတွေတော်တော်များကိုလူတွေလည်းဖတ်လို့ရအောင်ဆိုပြီးစာအုပ်တွေရိုက်ထုတ်ထားတယ်အဲ့ဒါမိလိန်နာပညာကျမ်းတဲ့ဘုဒ္ဓတော်တော်ဖြစ်ပါတယ်စာအုပ်တွေဖတ်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီတည်းကနေမှအခုဒီကနေ့ပု္ပ္ပာလေးတခုထုတ်ပြောမှာပု္ပ္ပာမပြောတော့ပါဘူးအဖြေပဲပြောလိုက်တော့မယ်မြတ်စွာဘုရားသာသနာဈေးရုံကြီးနဲ့တူတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီမိလိန်နာမင်းကမေးခဲ့တာအရှင်ဘုရားမြတ်စွာဘုရားသာသနာဈေးရုံကြီးနဲ့တူတယ်ဆိုတာဘယ်လိုတူတာတော့တဲ့ကဲအရှင်ဘုရားတို့ဈေးရုံကြီးကဘာတွေလဲပေါ့ငါတို့မြတ်စွာဘုရားသာသနာမှာဈေးရုံကြီးဆိုတာကွာတဲ့ဓာတုစေတီဆိုတဲ့ဈေးရုံကြီးတယုံဓမ္မစေတီဆိုတဲ့ဈေးရုံကြီးတယုံဩဒိတစေတီဆိုတဲ့ဈေးရုံကြီးကတယုံပရိဘောဂစေတီဆိုတဲ့ဈေးရုံကြီးကတယုံပြီးတော့တန်ခါယရနာဆိုတဲ့ဈေးရုံကြီးကတယုံဆိုပြီးတော့ဈေးရုံကြီး9ယုံဈေးဆိုင်တန်းကြီးတွေဟုတ်တယ်မလားပြောပြခုခေတ်လိုပြောမယ်ဆိုရင်တော့ market ကြီးတွေပေါ့ market ကြီးတွေအဲ့ဒီ market ကြီးတွေရှိတယ်ကွာတဲ့ဈေးရုံကြီး9ယုံရှိတယ်တဲ့ဒါဆိုရင်အရှင်ဘုရားတို့ဈေးရုံကြီးတွေမှာဘာပစ္စည်းတွေရှိလဲပေါ့ဘာပစ္စည်းတွေရှိလဲဆိုလို့ရှိရင်ရှင်နာဂတေနာကဘေးရန်ကင်းပြီးတော့အသက်ရှည်တတ်တဲ့ကုန်ပစ္စည်းလည်းရှိတယ်တဲ့နံပါတ်1ဘေးရန်ကင်းပြီးတော့အသက်ရှည်တတ်တဲ့ကုန်ပစ္စည်းလည်းရှိတယ်အာယုလို့ခေါ်တယ်နောက်အာရောဂတာစယောဂကင်းပြီးတော့ကျမ်းမာခြင်းဆိုတဲ့ကုန်ပစ္စည်းလည်းရှိတယ်တဲ့ဩနံစအစင်းလာပြီးတော့ဂုံတရင်ကြော်စောခြင်းတွေနဲ့ပြည့်စုံတဲ့ပစ္စည်းလည်းပဲရှိတယ်တဲ့နောက်တက္ကံစတခါတည်းချမ်းသာအစင်းစင်းမြင့်ပြီးတော့နတ်ချမ်းသာတွေနဲ့တူတဲ့အဆင့်ထိအောင်နတ်ချမ်းသာကဲ့သို့သောချမ်းသာပစ္စည်းတွေကိုလည်းပဲဖြန့်ခင်းထားတယ်နောက်တာဥစ္စာကုလိနတ္တဟဲ့နတ်ပြည်တိအောင်တော့မသွားခြင်းဘူးလူပြည်တိနေမယ်ဆိုရင်လူအထက်တန်းစားမျိုးကုန်ရိုးကုန်အမြင့်စားဆိုတဲ့ပစ္စည်းကိုလည်းဖြန့်ခင်းထားတယ်တဲ့။ကွာကဲနောက်ဆုံးကုန်ပြောမယ်ဆိုလို့ရှိရင်အကြီးကျယ်အခမ်းအနားဆုံးချမ်းသာကြီးကိုလည်းပဲဖြန့်ခင်းထားတယ်အငြိမ်းအေးဆုံးအဲ့ဒါကြီးကရရှိပိုင်ဆိုင်သွားမယ်ဆိုရင်အကြီးကျယ်အခမ်းအနားဆုံးချမ်းသာမှုအကြီးကျယ်အခမ်းအနားဆုံးငြိမ်းအေးမှုတွေနဲ့ပိုင်ဆိုင်သွားတယ်အဲ့ဒါကတော့နိဗ္ဗာန်ဆိုတဲ့ကုန်ပစ္စည်းလို့ခေါ်တယ်ဆိုပြီးတော့ရှင်နာဂတေနာကဈေးရုံကြီးထဲမှာရှိတဲ့ကုန်ပစ္စည်းတွေကိုပြောပြကဲဒါဆိုလို့ရှိရင်အရှင်မြတ်အဲ့ဒါကုန်ပစ္စည်းတွေပြောပြီးပြီဆိုတော့အဲ့ဒီကုန်ပစ္စည်းတွေရခြင်းတယ်တတိတော်ကဘာနဲ့ဝယ်ရမှာတော့ဆိုတော့ကိနေတဝါ
ကာမမူလေနာတဲ့ကံနဲ့ဝယ်ရမယ်တဲ့နော်ကံဆိုတဲ့ပစ္စည်းနဲ့ဝယ်ရမယ်တဲ့အဲ့ဒီကံကိုတော့ပြင်တတ္ထာမူလေနာတတ္ထာဆိုတဲ့အရင်အနည်းပါရမယ်တဲ့တတ္ထာယင်းဤထားသောကံတရားဖြင့်ဝယ်မယ်ဆိုလို့ရှိရင်ဘေးရန်ကင်းပြီးတော့အသက်ရှင်ခြင်းလည်းရမယ်ပြီးတော့ယောဂကင်းပြီးတော့ကျန်းမာခြင်းလည်းရမယ်ပြီးတော့အစင်းတွေလှပြီးတော့ဂုဏ်သတင်းကြော်သောခြင်းဆိုတဲ့ပစ္စည်းကိုလည်းရရှိသွားမယ်ပိုင်ဆိုင်သွားမယ်ချမ်းသာအစင်းစင်းမြင့်တဲ့လည်းမြင့်သွားမယ်လူအထက်တန်းစားဆွေကုန်မျိုးကုန်အမြင့်ဆုံးလည်းဖြစ်သွားမယ်အကြီးကျယ်အခမ်းအနားဆုံးချမ်းသာကြီးကိုလည်းပဲရရှိခံစားနိုင်တယ်တဲ့ကဲဝယ်ရမယ့်ပစ္စည်းကအပေနာဘူကေနာဝါကာမမူလနာကေစတိကံနဲ့ဝယ်ပါတဲ့ဘာကံတော့ဆိုတဲ့အခါကျတော့နည်းနည်းလေးဖြစ်စေများများကြီးဖြစ်စေကံလို့ဆိုတဲ့အရာနဲ့ဝယ်ရမယ်ဒါဆိုရင်အရှင်ဘုရားအဲ့ဒီနည်းနည်းလေးဖြစ်စေများများကြီးဖြစ်စေကံဆိုတာဘယ်လိုလုပ်ရမှာတော့သူပညာဥဆောင်ထားတဲ့ဘယင်ဆိုတော့ပညာနဲ့ပတ်သက်တဲ့အဖြေတွေပဲဖြေနေတာကံဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တဲ့တတ္ထာတရားအရင်အနည်းထုတ်ရတယ်တဲ့တတ္ထာယင်းဤတတ္ထာအရင်အနည်းထုတ်ထားတဲ့အနည်းငယ်ဖြစ်စေအများကြီးဖြစ်စေကံလို့ခေါ်တဲ့အရာနဲ့ဝယ်လိုက်တယ်ဆိုလို့ရှိရင်မရပြီကဲဒီလိုဆိုတော့ကျွန်တော်ကအရင်အနည်းကြည့်လိုက်တဲ့အခါကျတော့ဘာအရင်အနည်းတုံးဆိုတော့တတ္ထာအရင်အနည်းတတ္ထာတရားဆိုတာဘာတော့လို့ဆက်ပြီးတော့မေးတဲ့အခါကျတော့တတ္ထာတရားဆိုတာဘုရားကြည်ညိုတာတတ္ထာတရားကိုကြည်ညိုတာတတ္ထာသံဃာကိုကြည်ညိုတာတတ္ထာကောင်းမှုရဲ့အကျိုးတွေမကောင်းမှုရဲ့အကျိုးတွေရှိတယ်လို့ယုံကြည်ပြီးတော့မကောင်းမှုတွေကိုရှောင်တာကောင်းမှုတွေကိုပြုတာအဲ့ဒါတတ္ထာပဲဒီတော့မကောင်းမှုကိုရှောင်ပြီးတော့မိမိပစ္စည်းဥစ္စာတွေကနေအနှစ်ထုတ်ပြီးတော့ဒါနကောင်းမှုလုပ်လိုက်မယ်ဆိုရင်အဲ့ဒါကံဖြစ်သွားပြီပေကံလှူဒန်းလိုက်မယ်ဆိုရင်ကံဖြစ်သွားပြီအဲ့ဒီကံနဲ့ဝယ်လိုက်မယ်ဆိုလို့ရှိရင်တဲ့ဒါကံနဲ့ဝယ်လိုက်မယ်ဆိုရင်ဈေးအောင်သဘောပြောလို့တကယ်တော့ပါကုသိုလ်ပြုလိုက်မယ်ဆိုရင်လို့အဓိပ္ပာယ်ရတယ်ဘုရားကိုကြည်ညိုတရားကိုကြည်ညိုသံဃာကိုကြည်ညိုပြီးတော့မကောင်းမှုကိုရှောင်ပြီးတော့ကောင်းမှုကိုပြုလို့တဲ့စိတ်နဲ့အလူဒါနကိုပြုလိုက်မယ်ဆိုလို့ရှိရင်ဒါဝယ်ရရောက်တယ်တဲ့အဲ့ဒါကံဖြစ်သွားတယ်အဲ့ဒီကံနဲ့ဝယ်လိုက်တယ်ဆိုလို့ရှိရင်နည်းနည်းများများတဲ့တရားတရားပေါ်မှာမူတည်ပြီးတော့ဘေးရန်ကင်းပြီးတော့အသက်ရှည်ခြင်းဆိုတဲ့အကျိုးကိုရမယ်ယောဂကင်းပြီးတော့ကျမ်းမာခြင်းဆိုတဲ့အကျိုးကိုလည်းရမယ်ပြီးတော့အမျိုးမြတ်ခြင်းအစင်းလာပြီးတော့ဂုဏ်သတင်းကြော်သောခြင်းဆိုတဲ့အကျိုးကိုလည်းရမယ်ပြီးတော့ချမ်းသာအစင်းစင်းမြင့်မြင့်သွားမယ်ခုလူပြည်မှာရှိတဲ့ချမ်းသာအစင်းစင်းတွေမြင့်မြင့်သွားမယ်ပေါ့ပိုင်ဆိုင်မှုတွေနဲ့ကြီးပွားတိုးတက်အောင်မြင်မှုတွေနဲ့မြင့်မြင့်သွားမယ်နောက်ကြပါလဲဆိုလို့ရှိရင်ဆွေကုန်မျိုးကုန်တွေတခါလဲမြင့်မြင့်လာလိမ့်မယ်စောစောကတက္ကဩဇာကုလိနတ္တဆိုတာပစ္စည်းဥစ္စာဂုဏ်သတင်းတွေပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှုတွေမြင့်မယ်နောက်ကြတော့ဘာလို့ဆိုလူကုန်မြင့်လာတယ်လူကုန်မြင့်လာပတ်စံချမ်းသာရုံနဲ့မကပဲနဲ့လူကုန်မှမြင့်လာတယ်တချို့ပတ်စံတော့ချမ်းသာတယ်လူကုန်ပါမလားကြအဲ့လိုလူတွေလူလောကမှာအများကြီးရှိတယ်လူကုန်တော့မြင့်တယ်ပတ်စံပါမချမ်းသာတဲ့လူတွေလည်းရှိတယ်မဟုတ်ဘူးတဲ့မဲ့အခုကမ္မမူလနာကစတိအဲ့ဒီကံနဲ့တာဝယ်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြင့်မင်းဥစ္စာစည်းဝါအစင်းစင်းလည်းမြင့်ပြီးတော့မင်းလူကုန်လည်းမြင့်သွားမှာပဲတဲ့နောက်ဆုံးဆက်ဝယ်မယ်ဆိုလို့ရှိရင်အချမ်းသာဆုံးအငြိမ်းအေးဆုံးဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ဂုဏ်ပစ္စည်းကြီးတောင်မှမင်းရမယ်တဲ့ကဲဒီလိုဆိုလို့ရှိရင်တတ္ထာယင်းဤထားတဲ့တတ္ထာကိုနောက်ထပ်လူတွေနားလည်တဲ့စကားလုံးတစ်လုံးပြောင်းပြောလိုက်မယ်စေတနာလို့ခေါ်တယ်စေတနာကိုအခြေခံထားပြီးတော့ဒီကနေ့ရှင်သန္တယနာပြုဝေကျောင်းတိုင်းမှာလာပြီးတော့ဆုံးကတ်တကဲ့သို့အလူဒါနပြုကြမယ်ဆိုရင်ဒါကဒီကျောင်းမှာဆုံးလူတာမို့လို့ပြောတာနော်ကိုယ်အိမ်မှာလောင်းလူနေကြတာတွေလည်းဒါနပဲပေကံလူရန်ဆွန်ကျဲနေကြတာလည်းဒါနပဲအဲ့ဒီဟာတွေကကံနေပဲတဲ့စေတနာယဉ်ဤထားတော့ကံတရားအဲ့လိုစေတနာယဉ်ဤထားတဲ့ကုသိုလ်ကံကိုလုပ်မယ်ဆိုလို့ရှိရင်ဘေးရန်ကင်းပြီးတော့သက်ရှိမယ်အဲတော်ရင်မင်းကိုဒါကနေ့မွေးနေ့လက်ဆောင်အနေနဲ့ဘေးရန်ကင်းပြီးတော့အသက်ရှိတဲ့
လက်ဆောင်ကြီးတစ်ခုရသွားပြီလို့မှတ်လိုက်ဘာဖြစ်လို့တော့ခင်ဗျားတို့ကစေတနာကိုအရင်ကြီးပြုတ်ပြီးတော့ကောင်းမှုအလှလာလူတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကထိုက်တန်တဲ့ပစ္စည်းရသွားပြီဘာရသွားလဲထိုက်တန်တဲ့ပစ္စည်းဘေးရန်ကင်းပြီးတော့အသက်ရှိခြင်းဆိုတဲ့အကျိုးရသွားတာအချင်းများဘယ်မှာတော့ဒီလိုမြင်လဲမမြင်ရဘူးဒီလိုတော့ဒီမှာပတ်စံတွေလှူလဲရတယ်ပစ္စည်းတွေလှူလဲရတယ်လို့ပြောချင်းပြောမှာပေါ့နော်မမြင်ရလို့ညင်းမယ်ဆိုရင်ညင်းတရားလေးကြီးပဲကိုတော့မမြင်ရလို့ညင်းမယ်ဆိုလို့ရှိရင်ကိုအဖိုးဘွားတော့မမြင်ရတာမှမဟုတ်တာကိုကိုရှိရ20 30လို့မြင်ရတော့ဘူးလေညင်းတရားလေးကြီးပဲအဲ့ဒါနဲ့ဒီမှာအကြောင်းသားတွေရှိတယ်ရင်တော့အကြောင်းသားတွေကွန်ပျူတာသင်တန်းအင်္ဂလိပ်စာသင်တန်းတွေကိုရန်7တန်းတွေပါဒီကိုတော့ရှိကြတာအိမ်လုံးသင်တန်းတွေရှိတော့အဲ့ဒီမှာကွန်ပျူတာသင်တန်းအင်္ဂလိပ်စာသင်တန်းခေါ်တဲ့အကြောင်းသားတွေအဲ့ကံတရားနဲ့ပတ်သက်လို့မေးဘူးတယ်မေးဘူးတော့ကံတရားမမြင်ရဘဲနဲ့တပြည့်လို့ဘယ်လိုယုံရမှာတော့ပေါ့အခုအဲ့ဒါအသက်ရှည်ခြင်းဆိုတဲ့အကျိုးရသွားပြီကျမ်းမာခြင်းဆိုတဲ့အကျိုးရသွားပြီအစင်းလာခြင်းဆိုတဲ့ဂုဏ်သတင်းကြော်သောခြင်းဆိုတဲ့အကျိုးတွေရသွားပြီလို့အကျိုးတွေရသွားပြီလို့ပြောတယ်တပြည့်တော့ဘယ်လိုယုံအောင်ပါလဲမြင်မှမမြင်ရတာအဲ့ဒါနဲ့မေးခွန်းနေမေးခဲ့လို့ဟိုတော့ကဒီမှာတရက်ပင်အောက်မှာထိုင်ပြီးတော့မေးခဲ့တာဆိုတော့တရက်ပင်ဥပမာနဲ့ကျောင်းသားတွေကိုပြောပြခဲ့ဘူးတယ်အဲ့ဒီမေးတဲ့အချိန်မှာတရက်တီးတဲ့ချိန်မဟုတ်ဘူးတရက်ပွင့်တဲ့ချိန်လည်းမဟုတ်ဘူးကဲကွာဒါဆိုလို့ရှိရင်မင်းတို့ဥပမာတစ်ခုပြောပြမယ်အခုငါတို့ထိုင်နေတာတရက်ပင်အောက်မှာပဲလို့ပြောမယ်အဲ့ကောင်တွေဟောဒီတရက်ပင်ကြီးရမယ်အချိန်ကြလို့ရှိရင်ပွင့်လာလိမ့်မယ်သီးလာလိမ့်မယ်ဒီတရက်သီးတရားမယ်ဒါစိတ်နှလုံးပင်တွေအရန်ချိုတယ်ကဲမင်းတို့အဲ့လိုပြောလိုက်တယ်ကွာကဲမင်းတို့ယုံလားမယုံလားအခုဒီပင်ကြီးကပွင့်နေလည်းမမြင်အောင်သီးနေလည်းမမြင်အောင်မမြင်ရလို့လားမယုံဘူးဆိုလို့ရှိရင်ဒါရေမလို့အချိန်တော့ဆောင်အောင်မလေးအဲ့ဒါပဲသူ့အချိန်ကြာပွင့်နေကြတဲ့ခြံတွေတခါလဲပွင့်လာတာပဲသီးချိန်ကျတော့သီးလာတာပဲသီးလိုက်တဲ့ခါကျတော့မျိုးကောင်းတဲ့သေးတွေမချိုးလားချိုးလားအဲ့ဒီတိုင်းပဲတဲ့ကောင်းမှုမျိုးစေရတယ်ပဲဒါအခုကတို့ဒီသုသနယနာဖြိုးဝေကျောင်းတိုက်ကိုဇော်မြန်မာကားပစ္စည်းဆိုင်ရာမိသားစုတွေကကောင်းမှုမျိုးစေလာဆိုင်တာမျိုးစေလာဆိုင်တာလဲကောင်းမှုမျိုးစေအဲ့ဒါတွေကသီးချိန်ကျပွင့်ချိန်ကျပွင့်လာမှာပဲသီးချိန်ကျသီးလာမှာပဲကိုယ်တိုင်စိုက်တာဖြစ်တဲ့ကြောင့်ကိုယ်တိုင်စုခုပြီးသုံးဆောင်မှာပဲဒါကြောင့်မိလင်နာမင်းကြီးကအဲ့ဒါမေးခဲ့တဲ့မေးခွန်းကိုရှင်သာကတင်တာမထေရပြောတာစေတနာကိုအရင်ထားပြီးတော့မင်းတို့ရှိတဲ့စီးပွားဥစ္စာကိုစွန့်ပြီးတော့ဒါနပြုမယ်ဆိုလို့ရှိရင်စောစောပစ္စည်းတွေရမယ်။ဘာတွေရမှာလဲဆိုလို့ရှိရင်ဘေးရန်ကင်းပြီးတော့အသက်ရှင်မယ်ယောဂကင်းပြီးတော့ကျန်းမာမယ်အစင်းလာပြီးတော့ဂုဏ်သတင်းတွေကြော်စောလာလိမ့်မယ်။ဘာကြောင့်လဲကောင်းမှုကြောင့်ကောင်းမှုကြောင့်နော်။နောက်ပြီးတော့ချမ်းသာအစင်းစင်းတွေမြင့်လာလိမ့်မယ်။ချမ်းသာအစင်းစင်းမြင့်နေတယ်ဆိုရင်ကောင်းမှုနဲ့မြင့်ရတာပဲ။ချမ်းသာတဲ့ချမ်းသာဖို့ကြီးပွားတဲ့ကြီးပွားဖို့ဆိုလို့ရှိရင်အဲ့ဒါကောင်းမှုလုပ်ရတာပဲကိုယ့်ရဲ့ချမ်းသာတွေကိုဆက်ထိမ့်မယ်ဆိုလဲကောင်းမှုလုပ်ရတာပဲကောင်းမှုလုပ်ကြတဲ့လူတွေချမ်းသာကြတာပဲဆက်ပြီးတော့ကြီးပွားကြတာပဲဒါကြောင့်ကောင်းမှုနဲ့ဆက်ထိမ့်နောက်နိဗ္ဗာန်ချမ်းသာကိုလုပ်ချင်ရချင်တယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီဒါနနဲ့ယဉ်ကျေးရတယ်ကဲဒါနအဖို့အခဟိုကံတရားလို့သုံးလိုက်တာကဲနောက်ထပ်စေတနာကိုအခြေခံထားတဲ့သီလကံသီလစောင့်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲတဲ့အဲ့ဒီစောစောကပြောတဲ့အကျိုးတရားတွေရမယ်။ဘာတွေရမှာလဲဆိုလို့ရှိရင်ဘေးရန်ကင်းပြီးတော့အသက်ရှည်မယ်။ယောဂကင်းပြီးတော့ကျန်းမာမယ်။ပြီးတော့ဗာလဲအစင်းလာပြီးတော့ဂုဏ်သတင်းတွေကြော်စောလာမယ်။ပြီးတော့ချမ်းသာအစင်းစင်းတွေမြင့်လာမယ်။လူဂုဏ်သိက္ခာတွေလည်းပဲတက်လာလိမ့်မယ်။ဘာလို့လူဂုဏ်သိက္ခာတွေတက်လာမှာသီလရှိလို့လေ။ဒီလူတွေကလူကောင်းလူတော်တွေသီလရှိရင်လူကောင်းလူတော်ပဲလေအဲ့ဒီသီလကိုအခြေခံထားတာဖြစ်တဲ့ကြောင့်စီဝါဥစ္စာတွေလည်းတိုးပြီးတော့ကြီးပွားလာလိမ့်မယ်ဒါကြောင့်စီဝါဥစ္စာတွေတိုးပြီးတော့ကြီးပွားလာဖို့ပို့ပြီးတော့ချမ်းသာလာဖို့လူကုန်သတင်းတွေလည်းပို့ပြီးတော့တက်လာဖို့ဆိုလို့ရှိရင်တကယ်ဘုရားတရားတန်ခါရဏမြတ်၃ပါးကိုယုံကြည်သောစေတနာတတ္တာတရားနဲ့ဘာလို့မလဲသီလဆောင်ဒါဒုတိယကျွတ်တို့ဘက်ကပေးဆက်ရမယ်ပစ္စည်းလေအဖို့ခပေါ့ဟိုဘက်ကအကျိုးရလတ်တွေလိုချင်တော့အဖို့ခပေးရမှာပေါ့ကဲနောက်ထပ်ဘုရားရှိခိုးမယ်ဆိုလို့ရှိရင်လည်းဘုရားပေါ်မှာယုံကြည်တရားပေါ်မှာယုံကြည်သံဃာပေါ်မှာယုံကြည်ပြီးတော့ဘုရားရှိခိုးမယ်ဆိုလည်းပဲအဲ့ဒီပစ္စည်းတွေရမယ်တဲ့
ဒါကြောင့်ဘေးရန်ကင်းပြီးတော့အသက်ရှည်ခြင်းနဲ့ဆိုရင်ဘုရားပေါ်မှာလေးလေးနက်နက်ယုံကြည်ပြီးတော့အဲ့ဒါဘုရားရှိခိုးကြကျမ်းမာပြီးတော့အသက်ရှည်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်လည်းဘုရားရှိခိုးကြဂုဏ်သတင်းတွေကြော်စောပြီးတော့ဆင်းလာခြင်းနဲ့ဆိုလည်းဘုရားရှိခိုးကြဥစ္စာအစင်းစင်းစီးပွားအစင်းစင်းမြင့်တဲ့မြင့်ပြီးတော့ကြီးပွားချမ်းသာခြင်းနဲ့ဆိုလည်းဘုရားရှိခိုးကြရတယ်နောက်ပြီးတော့လူကုံအစင်းစင်းတက်ခြင်းနဲ့ဆိုလည်းအဲ့ဒါဘုရားပေါ်မှာယုံကြည်တရားပေါ်မှာယုံကြည်တန်ခါပေါ်မှာယုံကြည်တဲ့အဲ့ဒါစေရနာတရတရားနဲ့စောစောပြောတဲ့ဘုရားလေးလေးစားစားရှိခိုးမယ်ဆိုလို့ရှိရင်အဲ့ဒါတမထကုသိုလ်ဖြစ်ပြီးတော့အစင်းနေမြင့်လာလိမ့်မယ်ကဲနောက်ထပ်အမြင့်ဆုံးချမ်းသာနိဗ္ဗာန်ချမ်းသာကြီးကိုရကျင်တယ်ဆိုလို့ရှိရင်တော့ဖြင့်ဘုရားပေါ်မှာတရားယုံတရားပေါ်မှာယုံပြီးတော့အဲ့ဒါဝိပဿနာတရားအားထုတ်ရတယ်ဝိပဿနာကဘယ်လိုအားထုတ်ရတာတုံးဆိုကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ခြုံကြည့်ဘေးသွားကြည့်ရတာမဟုတ်ရိတ်တာသွားနေရတာမဟုတ်ကိုယ်ခန္ဓာကိုယ်ကိုပဲဉာဏ်နဲ့သွားရတာအဲ့လိုသွားပြီးတော့ငါခန္ဓာကိုယ်ကြီးအမြဲတမ်းပြုပြင်ပြောင်းလဲဖောက်ပြန်ပစ္စည်းနေလို့မမြဲဘူးအနိစ္စငါခန္ဓာကိုယ်ကြီးအမြဲတမ်းပြုပြင်ပြောင်းလဲဖောက်ပြန်ပစ္စည်းနေလို့ဆင်းရဲတယ်ဒုက္ခငါခန္ဓာကိုယ်ကြီးငါဖြစ်ချင်တဲ့အတိုင်းဖြစ်ဘူးသူဖြစ်ချင်တဲ့အတိုင်းဖြစ်နေတာပဲအစိုးမရဘူးအဖြစ်အပျက်ရှိတယ်အဖြစ်အပျက်သာရှိတယ်ဆိုပြီးတော့ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ခြုံပြီးတော့အနိစ္စလက္ခဏာပညာဒုက္ခလက္ခဏာပညာအနတ္တလက္ခဏာပညာနဲ့ရှုမှတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါဝိပဿနာကုသိုလ်ဖြစ်တယ်အဲ့ဒီကုသိုလ်နဲ့အဲ့ဒါပေးဆက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါအချမ်းသာဆုံးချမ်းသာအငြိမ်းအေးဆုံးငြိမ်းအေးမှုလို့ခေါ်တဲ့နိဗ္ဗာန်ချမ်းသာကိုရနိုင်ပါတယ်ကဲဒါကြောင့်ဒီနေ့မွေးနေ့ရှင်တော်ရမင်းဥဤမွေးနေ့ကိုအကြောင်းပြုပြီးတော့ဇော်မြန်မှာကပ္ပိစီဆိုင်မိသားစုတို့ကရွှေစံရယနာဖြိုးဝေအကြောင်းတိုက်ကိုစေရနာတရတရားတို့ဖြင့်လာရောက်၍ဆွမ်းအလှတော်တို့ဖြင့်လူရန်ဝယ်ရများကိုစက္ကန့်လှူရမှာလေအဲ့ဒါကံအရင်နည်းဖြင့်ဈေးဝယ်တယ်လို့သဘောထားအဲ့လိုဈေးဝယ်လိုက်တာဖြစ်တဲ့ကြောင့်အသက်ရှိခြင်းဆိုတဲ့ကုန်ပစ္စည်းတွေရပြီးကျမ်းမာခြင်းဆိုတဲ့အကျိုးရလကောင်းတွေရပြီးအဲ့ဒါအစင်းလာခြင်းဂုဏ်သတင်းကြော်သောခြင်းဆိုတဲ့အဲ့ဒါအကျိုးရလကောင်းတွေရပြီးချမ်းသာအစင်းစင်တွေမြင့်တဲ့မြင့်လာလိမ့်မယ်လူဂုဏ်တွေလည်းကောင်းမှုအရှိန်ကုသိုလ်အရှိန်ကြောင့်မြင့်တဲ့မြင့်လာလိမ့်မယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာပြောင်းရနိုင်လိမ့်မယ်ဆိုတာသဘောကျပြီးတော့ဒီကနေ့ကနေစပြီးတော့ဘေးကနေကင်းတဲ့ကင်းညယောဂါတွေကင်းတဲ့ကင်းညအသက်ရှည်တဲ့ရှည်ကြကျမ်းမာတဲ့ကျမ်းမာချမ်းသာတဲ့ချမ်းသာပြီးတဲ့နောက်ဆုံးချမ်းသာတဲ့ချမ်းသာမှာမျက်နှာပံကြီးကိုလေမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြတဲ့တော်ကောင်းတွေဖြစ်ကြပါစေလို့မိမိတို့ရဲ့ကောင်းမှုကိုအခြေပြုပြီးတော့ဆုတောင်းပတ္ထနာပြုကြကုန်ရာတည်းကဲရေစက်ခွက်ကိုင်းညရေစက်ချပြီးတော့လူမယ်ရေစက်ချပြီးတော့မှကတ်မယ်လိုက်ဆိုနိဗ္ဗာနတ္တပစ္စယောဟောတုရှင်မြတ်တို့ဗျာ49နှစ်ပြည့်မွေးနေ့ရှင်တော်ရမင်းဦးဤမွေးနေ့မင်္ဂလာကိုအကြောင်းပြု၍ဥသိမ်းသောတော်ရမင်းဦးသောမြန်မာသာပစ္စည်းဆိုင်မိသားစုတို့ကဆွေဆန်တွင်ရတနာဖြိုးဝေကျောင်းတိုက်သို့လာရောက်ကြ၍ဆွမ်းအလူတော်နှင့်တကွာလူရန်ဝေရာတို့ကိုရေဆက်သုံးချ၍လူရန်ပါ၏ဒီကောင်းမှုတို့ကြောင့်ဘေးအန္တရာယ်ကင်းကွာချမ်းသာ၍ယနေ့ပံကိုလေမြန်စွာမျက်မှောက်ပြုရပါလို့ဤဒီကောင်းမှုတို့ဤအဖို့ဘာကကိုမိဘဘိုးဘွားဆွေမျိုးများအားအမြပေးဝေပါ၏ကိုယ်ဆောင်နှင့်ကျောင်းဆောင်နှင့်အိမ်ဆောင်နှင့်ဆိုင်ဆောင်နှင့်တို့နှင့်30ဘုံအလုံးစုံသောတတ္တဝါတို့အားလ
လည်းအမြပေးဝေပါ၏အမြရကြ၍ချမ်းသာကြပြီဖြစ်ကြပါစေသောအာလုံး